အိန္ဒိယတန်ယုံငယ်ကိုအမျိုးသမီးတယောက်ရုတ်တရက်ပြေးဝင်လာပြီးဝန်ထမ်းတွေကိုအသေးအတန်အကူအညီတောင်းပါတော့တယ်ကျမကိုအထဲပေးဝင်ပါဦးကျမဒုက္ခကြီးကျရောက်နေလို့ပါလူတချို့ကကျမကိုလှည့်စားပြီးဘိုနီယာမှာအတင်းတက်မှပိတ်လောင်ထားကြတာပါအဲ့ဒီလူတွေဒီနားမှာတင်ရှိနေကြတယ်ကျေးဇူးပြုပြီးဂိမ်းမက်6ကနေမြ мян လေးအထဲပေးဝင်ပါရစေလို့သူမကငိုရောဟစ်နေခဲ့ပါတယ်အခြေအနေကတော်တော်လေးကိုရုပ်ရုပ်တဲတဲဖြစ်သွားခဲ့ပြီးဝန်ထမ်းတွေကလည်းအစပိုင်းမှာသူမကိုရန်ပြုတ်ဖို့လာတဲ့သူလို့ထင်ပြီးအပြင်ကိုပြန်နှုတ်ထုတ်ဖို့ကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့တန်တမန်တယောက်ကကြားထဲကနေဝင်ပြီးသူမကိုဘေးကင်းအောင်ကာကွယ်ပေးမယ်လို့ကတိပေးလိုက်တော့မှပဲသူမစိတ်နှဲငယ်ပြန်ငြိမ်သွားခဲ့ပါတယ်စစ်စစ်မင်းမြတ်မှုတွေလုပ်တဲ့ခါမှာတော့အဲ့ဒီမျိုးသမီးကသူမရဲ့အကြောင်းတွေကိုဆက်ပြောပြပါတော့တယ်သူမနာမီကဦးမဖြစ်ပြီးကလေးတယောက်မေမှုဆိုးမတူပါသူမရဲ့သမီးလေးကတာလာစီမီယာသွေးရောဂါနဲ့မွေးဖွားလာခဲ့တာဖြစ်ပါတယ်သမီးဖြစ်သူရဲ့စေကူတာစီရှာနိုင်ဖို့အတွက်ဦးမဟာကွာလာလမ်ပူကိုအလုပ်သွားလုပ်ခဲ့ပါတယ်အဲ့ဒီမှာပဲပါကစ္စတန်မျိုးသားရာဟီနဲ့ဆုံခဲ့တာပါရာဟီကသဘောကောင်းပြီးယဉ်ကျေးရဲ့သူတယောက်လို့ထင်ရပါတယ်သူကဦးမကိုအမြဲတမ်းဂရုတစိုက်နဲ့ကူညီပေးလေးရှိတာကြောင့်အချိန်ကြာလာတာနဲ့အမျှဦးမဟာသူ့အပေါ်အားကိုးမိလာပြီးနောက်ဆုံးမှချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်ဒါပေမဲ့တနေ့မှာတော့သူမရဲ့သမီးလေးအခြေအနေအရန်ဆိုးရွားနေပြီဆိုတဲ့သတင်းကိုအိမ်ကနေကြားလိုက်ရတာကြောင့်ဦးမတယောက်တော့ကြောက်သွားခဲ့ပါတယ်တာဟီကသူမကိုနှစ်သိမ့်ပေးပြီးပါကစ္စတန်မှာသူမသမီးအတွက်ကုသပေးနိုင်မဲ့နေလန်းရှိနိုင်ကြောင်းသူ့မိသားစုနဲ့လည်းမိတ်ဆက်ပေးခြင်းကြောင်းပြောပြီးပါကစ္စတန်ကိုလိုက်ခဲ့ဖို့တိုက်တွန်းခဲ့ပါတယ်သူမနဲ့သမီးလေးအတွက်အားကိုးရတစ်ခုဖြစ်စေဖို့သူတို့နဲ့ဦးရဲ့ဆက်ဆံရေးကိုတရားဝင်ဖြစ်အောင်လုပ်ကြဆိုလို့လည်းကန့်လန့်ခဲ့ပါတယ်တလကြာမှာတော့ဦးမဟာခီးကိုတယောက်တည်းစတင်ခဲ့ပါတယ်ဒါပေမဲ့တာဟီနဲ့ပြန်တွေ့တဲ့အချိန်မှာတော့သူမမှတ်မိတဲ့တာဟီနဲ့လုံးဝမတူတော့ပါဘူးမုတ်စိတ်မွေးတွေထူထူတဲတဲနဲ့သူ့ရဲ့မျက်နှာမူရကအေးဆက်ဆက်နိုင်လာပါတယ်တာဟီနဲ့ရုပ်ကဘလို့ဖြစ်သွားတာလဲလို့သူမကမေးတဲ့ခါမှာတော့သူကဘာမှပြန်မပြောပဲကားပေါ်တက်ဆန်းဆိုပြီးနှွေးထွေးမှုလုံးဝမရှိတဲ့လေတံနဲ့ပြောကသူမကိုကားပေါ်တင်းတွန်းတင်ပြီးဝေးလံခေါင်ဖျားတဲ့တောင်ပေါ်ဒေသတစ်ခုစီမောင်းထွက်သွားပါတော့တယ်လမ်းကအရန်ကျန်းတာကြောင့်တာဟီကသူမကိုကားမှုပြောက်ဆေးဆိုပြီးပေးကျွေးတာကိုလည်းသူမကဘာမှမတင်ကပဲတောက်ခဲ့မိပါတယ်အဲ့ဒီအချိန်ကစားပြီးသူမရဲ့ကံကြမ္မာကတိတ်တဆိတ်ပြောင်းလဲသွားခဲ့ပါပြီးစေးတောက်ပြီးနောက်ဦးမဟာတတိလစ်သွားခဲ့ပြီးပါကစ္စတန်တောင်တန်းတွေကိုကားကပိုပိုနဲ့ဆိုင်စွာမောင်းဝင်သွားပါတယ်ဘယ်လောက်ကြာသွားမှမသိရတဲ့အချိန်မှာတော့တောင်ကြီးတစ်ခုနားမှာကားရက်သွားပါတယ်ဝေဝါဖြစ်နေတဲ့ဦးမကိုကားပေါ်ကနေအတင်းဆွဲချခဲ့ပါတယ်သူမဘယ်ရောက်နေမှမသိပေမဲ့သူမရဲ့ပက်လယ်မှာလက်နက်ကင်ထားတဲ့လူတွေဝိုင်းနေပြီးသူတို့ရဲ့အေးဆက်တဲ့အကြည့်တွေကြောင့်သူမကြောချမ်းသွားခဲ့ပါတယ်တာဟီကသူမကိုခြံဝင်းတကားတစ်ခုရဲ့ခေါ်သွားတဲ့အခါမှာတော့ကလေးမလေးနှစ်ယောက်ကဖေးလို့ပျော်ရွှင်စွာအဟစ်ပြီးပြေးလာတာကိုမြင်လိုက်ရတာကြောင့်ဦးမတကူလုံးတောင်တင်းသွားခဲ့ပါတယ်သူမဘာမှပြန်မတုံ့ပြန်နိုင်ခင်မှာပဲတာဟီရဲ့မျက်နှာကအေးဆက်သွားပြီးသူမရဲ့အိတ်ကိုလူယူသွားပါတယ်အဲ့ဒီနောက်မှာတော့သူစိမ့်မျိုးသမီးနှစ်ယောက်ကပြေးထွက်လာပြီးဒေတာခံဝစ်ဆောင်ရှိကြီးတစ်ထည်ကိုသူမပေါ်လွှမ်းကြုံပေးလိုက်ကြပါတယ်ဦးမဟာဘာတွေဖြစ်နေမှန်းလုံးဝနားမလဲပဲအားလုံးရဲ့အကြည့်တွေကသူမပေါ်မှာပဲကြားရောက်နေတာကိုခံစားနေရပါတယ်သူမရာဟီရဲ့နာမည်ကိုအခေါ်ပြီးဖြည့်ရှင်းချက်တောင်းပေမဲ့သူကဘာမှမပြောဘဲအေးဆက်စွာပဲကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်သူမကိုခန်းတစ်ခုထဲကိုအတင်းတွန်းထည့်လိုက်ကြပါတယ်အခန်းထဲရောက်တော့အမျိုးသမီးတချို့ကသူမရဲ့ဝတ်စားတွေကိုအတင်းလဲပေးကြပါတယ်ဦးမတယောက်ဘာလို့ရမှန်းမသိပဲလမ်းပြောင်းနေခဲ့ပါတယ်အရာအလုံးကမျက်စံလုံးနေပါတယ်မိသားစုနဲ့တွေ့ဖို့လာခဲ့တာကနေအခုလိုအချုံနှောင်နဲ့ရောက်သွားခဲ့တာပါတကားကိုအပြင်ကနေခက်လိုက်တဲ့အတန်ကြားလိုက်ရတဲ့အခါအသက်ရှူရတာတော့မုန်းကျက်လာပါတယ်သူမတကားကိုအတင်းထုပြီးသူမချစ်သူရဲ့နာမည်ကိုအခေါ်နေမဲ့ဘယ်သူမှပြန်မထူးခဲ့ပါဘူးဦးမနဲ့ငယ်စိတ်ငြိမ်သွားတဲ့ခါမှာတော့ဖြစ်ပျက်ခဲ့သမျှကိုပြန်စဉ်းစားကြည့်ရင်သူမအလိန်ခံလိုက်ရပြီဆိုတာကိုသိလိုက်ရပါတယ်ဒါကမိသားစုစီအလဲလာတာမဟုတ်ပဲတေချာချန်စီထားတဲ့ထောင်ချောက်တစ်ခုပဲဖြစ်ပါတယ်တာဟီပြန်ပေါ်လာတဲ့ခါမှာတော့သူမကရှေ့ကိုပြေးထွက်ပြီးဖြည့်ရှင်းချက်တောင်းပါတယ်ဒီတစ်ခါမှာတော့တာဟီကဟမ်မဆောင်တော့ပဲသူ့ရဲ့ရက်စက်ရုံမာတဲ့တဘာဝကိုထုတ်ပြလိုက်ပါတော့တယ်နင်ကအိမ်ထောင်ဒီကလေးလေးရှိပြီးသားပဲငါကတော့နင့်ကိုချစ်ခဲ့တာနင်ကငါ့ကိုလိန်ခဲ့တာပဲလို့ပြောပြီးသူမကိုစော်ကားပါတယ်ရိုးလာတဲ့ဦးမဟာအပြင်ကိုထွက်ဖို့ကြိုးစားပေမဲ့တာဟီကလမ်းပိတ်ထားပါတယ်သူကကြိုးတွေယူလာပြီးသူမကိုတင်းတင်းကြပ်ကြပ်ချီနှောင်ကနယံနဲ့ဆောင်းပစ်လိုက်ပါတယ်အဲ့ဒီနောက်တော့သူမရဲ့အဝတ်စားတွေကိုအတင်းတက်မှဆွဲဖျက်ပါတော့တယ်အဲ့ဒီညမှာတော့ဦးမဟာဖော်ပြလို့မရနိုင်တဲ့ဆင်းရဲဒုက္ခတွေကိုခံစားခဲ့ရပါတယ်အခန်းထဲကိုလူတွေဝင်လိုက်ထွက်လိုက်ဖြစ်နေကြပြီးသူမရဲ့မျက်လုံးထဲမှာတော့ကြောက်ရွံ့မှုတွေထက်ပိုဆိုးတဲ့မျောလင်းချက်မဲ့မှုတွေနဲ့ပြည့်နေနေပါတယ်နောက်တနေ့မနက်စာစားချိန်မှာတော့သူမဟာကြောက်စိတ်တွေမပြေသေးပဲနားလည်းမထနိုင်သေးပါဘူးဘေးနာကအမျိုးသမီးတစ်ယောက်ကတခုခုစားဖို့ညင်သာစွာတိုက်တွန်းပါတယ်ဦးမမောကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးတွေရဲ့မျက်နှာနဲ့ခန္ဓာကိုယ်တွေမှာလည်းအမာရွတ်တွေပြည့်ရှိနေတာကိုမြင်လိုက်ရပါတယ်တိတာတာကတော့သူတို့တွေလည်းဦးမလိုရဲ့ဒီကိုအလိန်ခံပြီးရောက်လာခဲ့ကြတာပါအချိန်ကြာလာတာနဲ့အမျှသူတို့တွေကတော့ဒီဘဝကိုပဲလက်ခံနေထိုင်နေကြရရှာပါတယ်မကြခင်မှာပဲဦးမကိုမျက်လုံးစီးခံပြီးခြံဝင်းထဲခေါ်ထုတ်သွားပါတယ်ခြံထဲမှာလူတွေအများကြီးရှိနေပြီးသူတို့ကဦးမကိုဈေးကွက်ထဲကကုန်ပစ္စည်းတစ်ခုလိုအကဲခတ်နေကြပါတယ်မုတ်စိတ်မွေးနဲ့လူတစ်ယောက်ကရှေ့ထွက်လာပြီးသူမကိုခေါင်းစာခြေဆုံးပစ္စည်းတစ်ခုလိုစစ်ဆေးနေတယ်လို့ခြေရောက်တွေကိုပါလန့်ကြည့်ပါတယ်သူတို့ပြောနေတဲ့စကားတွေအရဦးမဟာသူမကိုသူမရောင်းစားခံရတော့မယ်ဆိုတာကိုနားလည်သွားပါတယ်ကံကောင်းတာတစ်ခုကတော့သူတို့ကသူမကိုအသက်ကြီးနေပြီလို့ယူဆကြတာကြောင့်မဝယ်ခဲ့ကြပါဘူးဒါပေမဲ့အဲ့ဒီအတွက်ကြောင့်စိတ်ဖောက်ပြန်နေတဲ့တာဟီကနောက်ထပ်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်အဲ့ဒါကတော့သူမကိုဒီရွာမှာတင်ထားပြီးအမျိုးသားတွေကိုပြုစုခိုင်းဖို့နဲ့သူမကိုတရားဝင်လက်ထပ်ယူဖို့ပဲဖြစ်ပါတယ်ငါနင့်ကိုလက်မထပ်နိုင်ဘူးလို့သူမညှင်းဆန်ပေမဲ့နောက်ထပ်စောင့်ကြိုနေတာကတော့အဆုံးမရှိတဲ့ဆင်းရဲဒုက္ခတွေပါပဲနောက်တနေ့မနက်မှာတော့ဦးမဟာမျောရင်းချက်မဲ့စွာနဲ့ပြတင်းပေါက်နားမှာထိုင်နေပါတယ်အချုံနှောင်ခံရနှိပ်စက်ခံရပြီးဂုံတိတ်ခါတွေပါအဖြစ်စီးခံလိုက်ရတဲ့အတွက်တေချင်းတရားကပဲလွတ်မြောက်ရလန်းလို့သူမခံစားနေရပါတယ်အဲ့ဒီအချိန်မှာပဲအတွေ့တစ်ခုကသူမကိုလုံနှိုးလိုက်ပါတယ်အိမ်မှာကြံခဲ့တဲ့သမီးလေးအဲ့ဒီသမီးလေးကသူမပြန်ကိုစောင့်နေတော့မဲဆိုတဲ့အတီးပါအဲ့ဒီအမတ်တရားကပဲသူမအသက်ဆက်ရှင်ဖို့အတွက်တခုတည်းသောအကြောင်းပြချက်ဖြစ်လာပါတယ်အဲ့ဒီအချိန်မှာပဲသူမနောက်ကတကားချက်ကလေတိုက်လို့တဖြည်းဖြည်းပွင့်လာပါတယ်ဦးမလန့်သွားပေမဲ့တကားကလုံးဝပိတ်မထားတာကိုသတိထားမိလိုက်ပါတယ်ကြောက်စိတ်ကလွှမ်းမိုးထားဆဲဖြစ်ပေမဲ့အသက်ရှင်ခြင်းနဲ့ဗီဇက်ကသူမကိုရှေ့ဆက်ဖို့တွန်းအားပေးလိုက်ပါတယ်မနေ့စောစောစီးစီးဖြစ်တာကြောင့်အိမ်ထဲကလူများစုကအိပ်ပျော်နေကြတော့မှတလန်းချင်းစီသတိထားပြီးအပြင်ဘက်ကိုထွက်လာခဲ့ပါတယ်အန်တစရာကောင်းတာကခြံဝင်းထဲမှာဘယ်သူမှမရှိနေတာဘူးဒါဟာတကယ်ကိုလွတ်မြောက်နိုင်မဲ့အခွင့်အရေးလို့ထင်လိုက်ပြီးခြံဝင်းတကားစီကိုပြေးထွက်မှာပဲမိန်းကလေးတယောက်ကရုတ်တရက်ပေါ်လာပြီးအပြင်ကိုထွက်သွားလဲဘာမှထူးမှာမဟုတ်ဘူးအပြင်မှာလဲဒီအိမ်ထဲကလိုပဲအသက်ခံရမှာပဲဘယ်သူပဲတွေ့ပြန်ဖမ်းခေါ်သွားမှာပဲလို့အေးဆက်ဆက်ပြောလိုက်ပါတယ်အဲ့ဒီစကားတွေကသူမရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုရေခဲရေနဲ့အပတ်ခံလိုက်ရတယ်လို့ချက်ချင်းပဲရချိုးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲဦးမတစ်ခုကိုသတိထားမိလိုက်ပါတယ်အဲ့ဒီမိန်းကလေးရဲ့လက်ထဲမှာဖုန်းတစ်လုံးရှိနေတာပါ
အဲ့ဒီမြင်ကွင်းကသူမအတွက်နောက်ဆုံးကတင်ရှင်လို့ဖြစ်သွားပါတယ်။ဦးမာကဖုန်းတစ်ချက်လောက်ဆက်ပါရစေလို့အသေးအတန်တောင်းပန်ခဲ့ပါတယ်။သူတို့နှစ်ယောက်တိတ်တဆိတ်အမိုးပေါ်တက်ပြီးဖုန်းလိုင်းမိဖို့အတော်လေးစူးစမ်းလိုက်ရပါတယ်။နောက်ဆုံးမှာတော့ဖုန်းလိုင်းရသွားပြီးတစ်ဖက်ကပြန်ထုတ်လိုက်တာကတော့ကွာလာလမ်ပူမှာရှိတဲ့သူမရဲ့သူငယ်ချင်းပါ။ဦးမာကသူမကြုံတွေ့နေရသမျှအရာအလုံးကိုရင်ဖွင့်ပြောပြလိုက်ပါတယ်။သူမသူငယ်ချင်းကတော့ပုံမှန်ထက်ပိုပြီးတီတီငိမ့်ငိမ့်ရှိနေကအမှန်တရားကိုပြောပြပါတယ်။ဦးမာဟာပါကစ္စတန်ရဲ့အရန်ဝေးလံကောင်ဖျားတဲ့ဒေသတစ်ခုကိုရောက်နေတာပါ။ရဲကိုဖုန်းဆက်ရင်တော့ဘယ်သူမှအချိန်မီလာနိုင်မှာမဟုတ်ပါဘူး။သူမသူငယ်ချင်းကဘာပဲဖြစ်ဖြစ်အသက်ရှင်အောင်နေပါလို့ထက်ခါတလဲလဲတတိပေးပါတယ်။တခုလေတော့မျောလင်းချက်ကတော့ပါကစ္စတန်မှာရှိတဲ့အိန္ဒိယတန်ယုံကိုရောက်အောင်သွားဖို့ပါပဲ။အဲ့ဒီစကားတွေကဦးမကိုအတိပြန်ဝင်လာစေပါတယ်။သူမကရှေ့ဆက်ကြုံရမယ်ဒုက္ခမှန်သမျှကိုတီးခံပြီးလွတ်မြောက်မဲ့အခွင့်အရေးကိုစောင့်ဆိုင်ဖို့ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်ပါတော့တယ်။